အာနနဲ့နိုင်ရှင်ပြီးအာဆင်နယ်နဲ့ဘာလို့စာချုပ်တစ်ချုပ်ခဲ့တဲ့ဆိုတာကိုဖွင့်ရခဲ့တဲ့စာလီပါအာဆင်နယ်နောက်ကစားသမားစာလီပါက Real Madrid ကိုပြောင်းရွှေ့ခဲ့တဲ့အာနနဲ့နိုင်ရှင်ပြီးတော့သူ့အနေနဲ့ဘာလို့အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့ဆိုတာကိုဖွင့်ရခဲ့ပါတယ်အသက်24နှစ်အရွယ်ပြည်သူ့လက်ရွေးစင်နောက်ကစားသမားစာလီပါကစပိန်ထက်ဒီ Real Madrid အသင်းရဲ့နံပါတ်1ဖြစ်မှဖြစ်သတ်မှတ်ခြင်းခံထားရပေမဲ့လည်းစက်တင်ဘာ30ရက်နေ့မှာအာဆင်နယ်အသင်းနဲ့2030ပြည့်နှစ်အထိ9နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ရပါစာလီပါကိုလီဗာပူးနောက်ခံလူဟောင်းအာနိုလိုဘာကြောင့်စပိန်ထက်ဒီ Real Madrid အသင်းစီကိုမပြောင်းတာလဲလို့သတင်းထောက်တယောက်ကမေးမြန်းခဲ့ပါတယ်အဲ့မေကွန်းနဲ့ပတ်သက်လို့ဆာလီဘာပြောခဲ့တာကတော့အာနိုကလစ်ပါဘူးအသင်းနဲ့သူစူပလာတွေအများကြီးရခဲ့တာပါကျွန်တော်ကတော့အာဆင်နယ်အသင်းနဲ့ကွန်မြူနတီတိုင်းပဲရပူပါသေးတယ်ကျွန်တော်အာဆင်နယ်အသင်းမှာဆက်နေချင်းပြီးတော့စူပလာတွေအများကြီးရယူချင်ပါတယ်ပြီးတော့အာဆင်နယ်အသင်းကိုကျွန်တော်ချစ်တယ်ဒီအသင်းအတွက်ဘာတစ်ခုမှမလုပ်ပေးနိုင်ပဲကျွန်တော်မထွက်ချင်ဘူးကျွန်တော်ဘာဖလားမှမရသေးပါဘူးဒီအသင်းမှာဆက်နေပြီးစူပလာတွေရယူချင်ပါတယ်လို့ပြောကြားခဲ့ပါတယ်ဆာလီဘာက2019မှာပြည်သစ်ကလပ်စိတ်အန်တီယန်အသင်းကနေအာဆင်နယ်အသင်းရှိကိုပေါင်29တန်းနဲ့ရောက်ရှိလာခဲ့တာပါ။သူဟာအာဆင်နယ်ကစားသမားဘဝအစပိုင်းမှာအသက်အရွယ်ငယ်သေးတာကြောင့်ကစားခွင့်မရခဲ့ဘဲနဲ့ပြည်သစ်ကလပ်အသင်းတွေရှိအငားသွားရောက်ကစားခဲ့ရပါတယ်။ဒါပေမဲ့အာတီယာလက်ထက်မှာတော့ဆာလီဘာကအာဆင်နယ်အသင်းရဲ့အထူးနောက်ခံကစားသမားဖြစ်လာခဲ့ပြီးတော့အသင်းအတွက်ပြိုင်ပွဲစုံပွဲ140အထိကစားပေးချပြီးပဲဖြစ်ပါတယ်။ဆာလီဘာကလက်ရှိပရီးမီးယားလိမှာလီဗာပူးနောက်ခံကစားသမားဗန်နိုက်ဘီအကောက်ဆုံးနောက်ခံကစားသမားဖြစ်သတ်မှတ်ခံထားသူလည်းဖြစ်ပါတယ်။ဒါကြောင့်စပိန်ထက်ဒီ Real Madrid အသင်းကသူ့ကိုခေါ်ယူဖို့ပြစ်မှတ်ထားစူးစမ်းခဲ့ပေမဲ့ဆာလီဘာကတော့သူ့အနေနဲ့အာဆင်နယ်အသင်းအကြောင်းကိုလာတွေးပြီးတော့အာဆင်နယ်အပြင်ဘယ်အသင်းအကြောင်းကိုမှမတွေးဘူးလို့အသင်းနဲ့စာချုပ်တွေလက်မှတ်လေးထိုးပြီးတဲ့နောက်မှာတော့ပြောကြားခဲ့တာပါ။